Hello ซันนี่ပါซันนี่ကဒီနေ့မှာနေလယ်စာကိုထမင်းတုပ်လေးတုပ်စားမှာဖြစ်ပါတယ်ဒီထမင်းတုပ်လေးအတွက်ကိုတန့်စင်ရနေထုတ်ထားတဲ့အနှစ်ထုတ်လေးနဲ့နယ်စားမှာဖြစ်ပါတယ်ဒီနှစ်ထုတ်လေးကသူကမှซันนี่တို့ဒီအိမ်မှာဆိုရင်ကိုယ်တိုင်စီချက်တွေပါချက်စရာမလိုဒီမှာစီချက်တို့ပါအစုံပါပြီးသားဖြစ်တဲ့အတွက်ထမင်းကိုတစ်ခါရဲနယ်စားရုံပဲပေါ့နော်သွားကြရလဲတည်သွားလို့ရတယ်တစ်ခါရဲနယ်စားမှာဖြစ်တဲ့အတွက်ကိုซันนี่ကဒါလေးကိုသွားကြရယူလာတယ်ဒီလာပြီးတော့ဒီနေ့ကနေလယ်စာလေးကိုဒီတန့်စင်ရနေထုတ်တဲ့ထမင်းတုပ်လေးနဲ့နယ်စားပါမယ်အဲ့ဒါလေးဖောက်ပါပြီနှစ်ထုတ်လေးမှာဖောက်ပြီးတော့ထုတ်ပါမယ်ဒီနှစ်ထုတ်လေးဒီတပတ်ကင်းမှာကိုซันนี่တို့ဒီမှာ9ထုတ်ပါပါတယ်9ထုတ်ကနေซันนี่ကိုဖောက်ပါမယ်ဒီနှစ်ထုတ်လေးထဲမှာဘာတွေပါလဲဆိုတော့ซันนี่တို့တူဖောက်ကြည့်ကြမယ်နှစ်ထုတ်လေးထဲမှာဒီမှာသူကအစီလေးတွေပါမယ်စီချက်ချက်ပြီးသားအစီလေးပေါ့နော်ဒါလေးကငပြာရီထုတ်လေးပါဒီမှာအစီနဲ့ထုတ်လေးပါမယ်ပြီးတော့မြုပ်သီးမုတ်ထုတ်လေးပါပါမယ်ပြီးတော့ပဇွန်ကြောက်ထုတ်လေးလည်းပါတယ်ဒါလေးကတော့ကြက်သွန်စီတက်ပြီးသားကြက်သွန်ထုတ်လေးပါကြက်သွန်ကြော်လေးပါဒါလေးကပဲမုတ်လေးအခုလို ready made ဒါအကုန်ပါပြီးသားဖြစ်တဲ့အတွက်ဒီကထမင်းမဲ့အစင်လေးပြင်ထားရုံပါပဲထမင်းမှာတစ်ခါရဲ့ဒီမုတ်လေးအစီလေးတွေထည့်ပြီးတော့နေရုံပဲပေါ့နော်။နောက်လည်းဒါလေးကိုနေပါမယ်။နေလို့တဲ့လည်းရေးစလိုက်ပါအောင်မရှင်။ဟိုတမျိုးချင်းကြီးဖောက်ထည့်မယ်။မဆောချနေပြီဒီလိုပါ။ပြီးတော့မယ်ဒီမှာလည်းမနေတော့ကဲဖိုင်မာအစပဲမုံလေးတာပြီးလက်ဆောင်ဟုတ်ပြီရပါဒီမှာပဲမုံလေးထည့်မယ်မလို့ကုမတင်လို့ကုမရတယ်ဒီကတန့်နေရထုတ်တယ်ဒီကအနှစ်ထုတ်လေးကအကုန်လုံး ready made ပါဖြစ်တဲ့အတွက်ဘာမှလုပ်ကြည့်ကြမလို့အစင်သစ်စားရုံပဲအခါတည်းရှိတမီးတို့ပြင်းတဲ့လူနဲ့အန်ကြတယ်ဟုတ်တယ်နော်ငါဒီမှာပြင်သွားရင်လည်းဒီတိုင်းလေးဒါတထုတ်လိုက်ပြီးတည်သွားရုံသူလည်းတထုတ်နဲ့အားလုံးအဆင်ပြေတယ်အဆင်ရှင်မရတဲ့တထုတ်လေးတည်သွားပြီးလို့ရှိရင်ဆိုင်မှာဆိုလို့ရှိရင်သမင်းမဲလောက်မှာတုတ်စားမဲမှာယုံမယ်ကျန်တဲ့ဒီမှာသွားငပြားရေးပါတယ်စီနှစ်ထုတ်လေးပါတယ်ကျန်တဲ့စီတက်ပြီးသားနှစ်ထုတ်လေးတွေပါတယ်အဲ့ဒါလေးတွေနဲ့ကိုတစ်ခါ ready made နဲ့စားလိုက်ရုံဒါဆိုရင်ဒီမှာလည်းပတ်တည်ပဲနော်စားချင်နေပြီခဏလေးစားဒီမှာစီလေးထည့်ပြီးသွားရင်အားလုံးပြီးပါပြီစီထည့်ပြီးသွားရင်ဟုတ်ရောစီရလည်းကိုလိုတလောက်ပဲထည့်ပေါ့နော်သူကစီရအများကြီးပေးထားတယ်ပေးရတယ်ကိုလိုတလောက်ပဲထည့်ပြီးတော့ရောင်းနေစားဟုတ်မမယူဒီမှာငုတ်တီးထုတ်လေးရဲ့ဒီကပစုံရောက်ထုတ်လေးရဲ့ဖောက်ပြီးငုတ်တီးဆက်ကြိုက်တဲ့လူကတော့အဆက်ကိုထည့်စားပေါ့နော်အဆက်မကြိုက်တဲ့လူကတော့ငုတ်တီးအဆက်ကိုထည့်စားကြမလို့ပါဘူးပစုံရောက်လေးရဲ့ဒီကထည့်ဒီမှာလေးထည့်ဒီမှာလေးကြိုက်လောက်ထည့်ပြီးမှဒီစားအများကြီးစားပိုင်ပါโอเคအားဆိုကုန်ထည့်လို့ရတယ်ဒီမှာပစုံရောက်ကနောက်ဆုံးညမှထည့်လို့ရတယ်နောက်ဆုံးညမှာနောက်ဆုံးမှနောက်ဆုံးမှအပေါ်ကနေဖြူလိုက်မယ်လေလိုက်ပြီးတော့ဒါလေးကိုနေစားလိုက်ရုံပါပဲနာနေရလဲဖုံးမွေးလေးတွေ့လားနော်ဟုတ်တယ်နာနေရလဲဖုံးမွေးလေးနဲ့မိုင်းတို့ဒီမှာဒါလေးကိုထမင်းလေးကိုလိုနေပြီးသွားတယ်ဒီမှာကိုကြိုက်နေတတ်တယ်ပေါ့နော်အပေါ်ကဘဲဦးလို့ပြီးကြက်ကြော်လို့ပါတင်စားလို့ရတယ်အဲ့ဒီမှာစားမယ်ဟိုမှာရှိတယ်โอเคယူလိုက်ပါချလိုက်ပါမတော့ဟုတ်တယ်โอเคပါပြီကဲတက်တောင်မလေးချင်းနော်အစင်တက်လေးစားလို့ရပြီမြေပဲလေးကြာရင်လည်းမြေပဲလေးပွားနေစမ်းစားလို့ရတယ်နောက်နော်ဒီမှာပစုံကြောင့်မှုတ်လေးလည်းဘွားလေးနည်းနည်းလေးဖြူလိုက်ပါမယ်မြေပဲလေးโอเคလေးစောအကောင်လုံး ready made ပြီးပါပြီဆိုရင်တော့စားဖို့အဆင်သင့်ဖြစ်နေပါပြီကြည့်ပါကြည့်မယ်လို့လေဆောင်းရနော်အိမ်မှာမေမေတောက်တဲ့လက်ရတာဟုတ်တယ်မလားဟုတ်တယ်မေမေတောက်တဲ့လက်ရတာတကယ်ကိုအနည်းရတာအကုန်ပြည့်စုံတာညမေမေလောင်းဝါရောစီစံနေလည်းမွေးဘူးအမေလောင်းမေကောမင်းဘော